အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီအပေါ်မှာမြင်နေရတဲ့မိသားစုကတော့မန္တလေးတိုင်းကြောက်စင်မြို့က KK ဖနက်ဆိုင်ပိုင်ရှင်မိသားစုဖြစ်တယ်ပေါ့နော်သူတို့ကတော့ပြီးခဲ့တဲ့နိုဝင်ဘာလ2ရက်ဒါတစောင်းတိုင်းရုံးပိတ်ရမှာပေါ့နော်ကြောက်စင်မြို့ကနေပြီးတော့မှပကံညောင်ဦးဆိုပြီးတော့ဒါသူတို့ဖျားဘူးသွားကြတယ်ပေါ့နော်သွားတဲ့အခါမှာသူတို့နဲ့အတူတူဒီကြောက်စင်မြို့ရွာဘက်မှာရှိတဲ့သူတို့ရဲ့ဆွေမျိုးသားချင်းမိသားစုပေါ့နော်3ယောက်သူတို့မိသားစုက3ယောက်ဆိုအားလုံးပေါင်း6ယောက်သူတို့6ယောက်ကအတူတူသွားကြတာသွားပြီးတော့မှလုံးဝကိုအဆက်အသွယ်မရတော့မင်းနဲ့ပျောက်ဆုံးသွားတယ်ဒီနေ့နဲ့ဆို10ရက်ကျော်လာပြီပေါ့နော်အဲ့တော့မိသားစုကတော့ဒါသူတို့တက်ဆိုင်ရိုင်းတွေကိုအကြောင်းကြားရတယ်ပြီးတော့သူတို့စုံစမ်းတာတွေပါတွေလုပ်တယ်ပေါ့နော်အဲ့ဒီမှာသူတို့တွေ့ရတာကဒီအဲ့ဒီမိသားစုကဒီပုတ်ပွားမှာအဲ့ဒီညတညအိပ်ပြီးတော့ပြန်လာပြီးတော့မှသူတို့6မျိုးရဲ့အဝင်တိုးခဲ့ကိုဖျက်ထားတဲ့ CCTV record ရှိတယ်ပေါ့နော်အဲ့တော့မိသားစုကတော့တော်တော်လေးစိတ်ပူနေတယ်ပေါ့ပြီးတဲ့အခါမှာသူတို့ပြောတာကသူတို့စုံစမ်းစစ်ဆေးတာတွေတော့လုပ်ထားတယ်ဒါပေမဲ့တိတိကျကျကြီးတော့ဘာမှအဖြေမရသေးဘူးလို့တော့ဒါပြောတယ်ပေါ့နော်ပြီးတဲ့အခါမှာဒီ KK မိသားစုကဒီကြောက်စင်မြို့မှာဆိုလို့ရှိရင်လူချစ်လူခင်ပေါ်တယ်ဒီမုံတဲ့လူဒီအတိုက်အခိုက်မရှိဘူးပေါ့နော်အဲ့တော့မိသားစုဝင်အနေနဲ့လေတော်တော်လေးကိုစိတ်ပူနေကြတယ်ပြီးတော့သူတို့မိသားစုစီးပွားတဲ့ကားကတော့ဒီမတ်တူဖြစ်တယ်ပေါ့နော်ကျွန်တော်အရက်ထဲမှာတော့ရွှေ9လို့ခေါ်ကြတယ်7M 9611ပေါ့နော်အဲ့ဒီကားနံပါတ်ကိုတွေးလို့ရှိရင်လည်းအကြောင်းကြားပေးဖို့ဒါသူတို့မိသားစုကမြေတားရက်ခံထားတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ပတ်ဝန်းကျင်မှာဒီကားမျိုးတွေးခဲ့လို့ရှိရင်လည်းဒီမိသားစုဝင်အကြောင်းကြားပါဒါမှမဟုတ်ကျွန်တော်အကောင့်မှာလိုက်ရေးလေးရပါတယ်ကျွန်တော်ဒါဆက်သွယ်ရအောင်လုပ်ပေးမယ်ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲထိုင်းနိုင်ငံမှာရှိတဲ့ထူးခြားဖြစ်စဉ်တွေစိတ်ဝင်စားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ကျွန်တော်ကတော့အုပ်စုပါ